ဒီမေကွန်းလေးကမေရောကလေးလေးအတွက်ကောအရေးကြီးလို့ရ reply လေးပြန်ပေးလိုက်ပါတယ်ကိုဝင်လည်းရှိတယ်တင်ကောင်းလည်းရောင်းတယ်လို့မေးထားဖြစ်တဲ့အတွက်ပေါ့နော်တော့ OG နဲ့တေချာသွားပြီးတော့ပြတာပါတေချာညွှန်ကြားတဲ့အတိုင်းတေချာလိုက်နာဆောင်ရွက်ဖို့လိုပါတယ်နော်ကိုဝင်ဆောင်တဲ့ကာလတွေမှာတော့တခြားသူပြောတယ်ပေါ့နော်အပြင်ကပြောတဲ့ဘာအရွက်တောက်ပါဟိုဟာတောက်ပါဒီဟာတောက်ပါဟိုဟာထဲပါဒီဟာထဲပါဆိုတဲ့အရာတွေကိုလုံးဝမှလိုက်မလုပ်ဖို့လည်းမေးရတာချင်ပါတယ်ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲလိုက်နာပါနော်အခုလိုမျိုးတင်ကောင်းတကယ်သာရောင်းနေရဆိုလို့ရှိရင်သူက infection ကြောင့်လည်းရောင်းနေတယ်တခြားအကြောင်းတွေကြောင့်လည်းရောင်းနေတယ်ပေါ့နော်တချို့ infection တွေမှာကျတော့ဒီကိုမိခင်ဟိုသားမကပဲကလေးဟိုမှာထိခိုက်နေတာရှိရဖြစ်တဲ့အတွက် OG နဲ့တေချာသွားပြီးတော့ပြတာဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်နော်ယူရိုရဲ့ဒီရှိုဂျိုနဲ့ဟာဗယ်ဂျယ်လေးကကြတော့ကိုဝင်ဆောင်နေတဲ့ကာလကြီးမှာသုံးလို့မရပါဘူးတချို့ဆိုလို့ရှိရင်လည်းပဲကိုဝင်ဆောင်နေမှာမင်းကိုရားလို့သုံးချင်တာရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကာလကြီးမှာဆိုတော့ယူရိုလည်းပဲကိုဝင်ဆောင်နေကိုOG ကိုပဲတေချာပြဖို့ညွှန်ကြားပါတယ်ကလေးမွေးပြီးသွားလို့ပေါ့နော်ရက်ပေါင်း60ကြာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ရှိုဂျိုလေးကတော့မဖြစ်မနေသုံးတင်ပါတယ်ဘာလို့လဲဆိုရင်ရော့ရဲသွားတဲ့ဒီမင်းကိုကြွသားတွေ pelvic floor muscle တွေပေါ့နော် pelvic floor muscle ပြန်ပြီးတော့အပြိုစင်လေးလို့ကြစ်လက်ကျန်းပါဖို့ဆိုလို့ရှိရင်တော့ဒီရှိုဂျို collagen လေးကိုတစ်လောက်3ဘူး2လောက်6ဘူးတေချာလေးပြန်သုံးပေးလို့ရပါတယ်ဒီလိုသုံးဆွဲခြင်းအားဖြင့်လည်းပေါ့နော်နိုးတိုက်မိခင်တွေမေတွေကစကလေးနိုးတိုက်တာကိုကလေးကိုသွားပြီးတော့တက်ရောက်တာမျိုးမရှိပါဘူးเนาะ US ကမေတွေဆိုလို့ရှိရင်ကိုဝင်ဆောင်ကလေးကနေပြီးတော့ဒီပစ္စည်းလေးတွေကိုတခါလေးလှမ်းပြီးတော့မှားထားကြတာတွေဒီလိုရှိမှအများကြီးပဲရှိပါတယ်